ကြီးကန်းကဒီမှာတွေ့လားတိုင်းကပန်းကြီးလေတိုင်းကဘလို့ကြီးလေတိုင်းကစားမှာကြွားတာမဟုတ်ဘူးနော်အပြင်နော်လုံးဝငါတောင်ပန်လေးကိုဖြန့်ကျက်ပြီးတော့အပေါ်မှာကောင်းကင်မှာတစ်ချက်ဝဲလိုက်မယ်ပြီးလို့ရှိရင်မြေကြီးကတစ်ခါပြန်လာမယ်ဟယ်လိုအားလုံးမင်္ဂလာပါရှင်ကိုတယ်လီတို့မဟိန်းပါကဲဒီနေ့မှာတော့ကိုတယ်လီတို့တဲဆက်နေပြီးတော့လုံးဝကိုအိတ်စု event အကြီးကြီးကိုလာတာဖြစ်ပါတယ်အိတ်စုတဲ့နာမည်လေးကတော့ finish အိတ်စုလို့ခေါ်ပါတယ်ရှင်ကိုတယ်လီတို့နော်ပြီးတော့သူနဲ့အတူ player တွေအားလုံးကြိုက်တဲ့ Blood Ribbon အိတ်စုပေါ့နော်ကြီးကန်းအိတ်စုလို့လူသိများတဲ့ကြီးကန်းအိတ်စု Blood Ribbon အိတ်စုကြီးကိုပြန်လာတာဖြစ်ပါတယ်เนาะဆိုတော့ကိုတယ်လီတို့အတွေ့အကြုံနဲ့နှစ်ခုလုံးလှတယ်ဒါပေမဲ့မဟိန်းကတော့လက်ရှိအကောင့်ကြီးကွက်ရဆိုလို့ရှင်တော့ဒီကြီးကန်းအိတ်စုလေးပဲဖောက်သိချင်ပါတယ် okay ဆိုတော့မဟိန်းတို့ let's go ကိုသွားကြမယ်event ကလာလေးကတော့ကိုတယ်လီရောနော်ဒီ April 3ရက်နေ့ကနေပြီးတော့လာမယ့်9လပိုင်းပေါ့နော်မေလ31ရက်နေ့ဆိုတော့စုစုပေါင်းဒီ2လနီးပါးပေါ့နော်ကိုတယ်လီရောရေး2လနီးပါးအချိန်ရရဆိုတော့အေးစိတ်တာဖောက်အေးစိတ်တာဆွဲပဲ okay တော့မဟိန်းတို့ဒီမှာအိတ်စုအစ်စ်ကိုသွားကြည့်ကြမယ်နော်ဆိုတော့မဟိန်းမှာ intro တော့မသွားတော့ဘူးတခါတည်းပဲအိတ်စုသွားကြည့်လိုက်မယ် okay ပါကဲနော် finish အိတ်စုကိုတယ်လီရောအရန်လှပါတယ်မဟိန်းမှာကြီးကန်းအိတ်စုကရှိပြီးသားဆိုတော့ပြောရလို့ရှိရင်ဒီ finish အိတ်စုလေးကိုတော့လိုချင်တယ်ညကြလို့ရှိရင်တော့ live stream မှာနည်းနည်း cancel ကြည့်မှရမယ်ဟင်တော့ဆို okay ဆိုတော့ကြည့်လိုက်ကြမယ်ဒါလေးကသူ့ရဲ့အိတ်စုဒါ level max လေးပေါ့နော်ဘေးက level 1ဘာညာသူဒီမှာထိုင်တာဘာညာအကုန်ပါတယ်ကွာသိလားသူနဲ့တူကိုတယ်လီကိုဂန်းတွေပါလာတာနော်ဒီ finish အိတ်စုနဲ့အတူတူလာတဲ့ဒီဂန်းကကြတော့ finish rising လို့ခေါ်တဲ့ scar ဂန်းလေးပြန်လာတယ်နော်ဒီမှာဆိုရင်ကိုတယ်လီကိုမှလုံးဝထိုင်တဲ့ emote တွေပါလေစားလုံးဝအလန်းဒီကောင်မလေးကိုပြပြမယ်ဒီကောင်မလေးကလေမဟင်းပြမယ်အရန်နဲ့မအောင်နန်းဆန်နေရကွာဒီလားမင်းကောင်မလေးကိုတော်တော်ကြိုက်တယ်မင်းကလေးဆိုလေးဒါပေမဲ့သူ့ကိုဖောက်လို့ရှိရင်လည်း level max မှာလှမှာကွာဒီလားကြွရွနေမှာ level 1လောက်နဲ့မလှနိုင် okay ဆိုတော့ဆက်သွားကြည့်လိုက်မယ်ကဲအဲ့ဆိုရဝင်ပြီခင်ဗျာကဲဒါလေးကတော့ကိုတယ်လီအားလုံးတွေ့ရတဲ့အတိုင်း basis form လေးပေါ့နော် okay နောက်ထပ်ဒီမှာဆိုလို့ရှိရင်ဒါလေးက level 2လေးပါရှင့် okay level 2လေးရတယ်လာတယ် level 2လေးရတယ်လာတယ် special spectacular arrival လေး okay ပါဒါကတော့ကိုတယ်လီကိုဒီမှာအိတ်စုကနှစ်မျိုးလုံးမှာတိတ်ဆန်ထည့်ပေးထားတာနော် spirit emo ဆိုအဲ့လိုပြေးနေနောက်က finish ငတ်လေးကအဲ့မှာသူတို့အတောင်ပန်လေးဖြတ်တဲ့ပုံစံလေးနဲ့ okay ဒီဟာလေးလည်းလာတယ်ဒါလေး3 earphone တွေပြုတ်ကြကုန်ပြီ number 3ဒါလေးကကိုတယ် level 3လေးပေါ့နော် level 3လေးကတော့ဒီမှာဆိုလို့ရှိရင် advanced form လေးပေါ့နော် okay ပါဒါလေး level 4ဒါလေးကတော့ key message လေးပါအိတ်စု key message လေးဖြစ်ပါတယ်ဒါလေးကတော့ဒါ level 5 okay ပါ short and oi okay ရမ်းမိုက်ပါတယ်ဒီအိတ်စုအလန်းကြီးကိုမဟိန်းတာစောင့်နေရတော့ကြာပြီတော်လေးကိုလာတယ်ကွာဒီကဘာပြောမှန်းတော့မသိအောင်တိုင်းရပါကြီးလေတိုင်းရဘလို့ကြီးလေစားရပါနောက်တာပါအလုပ်ဖြစ်သွားရတဲ့အထိအရန်မိုက်တယ်ဆိုတဲ့အကြောင်းကိုတဲဆန်ကိုပြောလိုက်ပါအောင်လို့နော်ဒါကတော့သူ့ရဲ့ကိုတယ်လို့ exclusive emote လေးဖြစ်ပါတယ် okay နော်လုံးဝငါတောင်ပန်လေးကိုဖြန့်ကျက်ပြီးတော့အပေါ်မှာကောင်းကင်မှာတစ်ချက်ဝဲလိုက်မယ်ပြီးလို့ရှိရင်မြေကြီးကတစ်ခါပြန်လာမယ် emotion တွေပါလာပြီမရတော့ကိုယ့်တောင်ပန်လေးကိုဖြန့်ကျက်လိုက်မယ်နေပေါ်မှာပြီးတစ်ခေါက်လိုမျိုးတဝိုက်ပြီးအောက်မှာထိုင်တဲ့အခါမှာဝဲနေမှာဒီငှက်တောင်ပန်လေးနဲ့မီးလေးနဲ့ okay ကဲဒါလေးက final form တော့အားလုံးသိရတဲ့အတိုင်းကြွရွစပင်ရလည်းအရှိကြီးပဲဟိုကနေချင်းမစီရောက်တော့မယ်နော်လှုပ်ပေးထားတာလမ်းပါတယ်စပင်ရောင်လေးကလေခရမ်းရောင်လေးနဲ့ဟို brown color brown နဲ့ purple လေးကိုသူကရောထားတာခရမ်းလည်းခရမ်းအရင်လေးပေါ့နော်ပန်းနီခရမ်းလည်းဟုတ်တယ်ကွာဒီလားစပင်ရောင်ကစ3ရောင်ဆက်ကွာလုံးဝနော်ကောင်မလေးကအဆင်မြင့်နေကွာကဲဒါကတော့ကိုတယ်လေသူ့ရဲ့ပေါ့နော်ဒီ tag တွေဒါ tag ဆိုလို့ရှိရင်ပေါ့နော်ဒီမှာကိုရဲ့နာမည်နဲ့ပေါ်မှာပေါ့နော်အောက်ကဒါ broadcast လေးပေါ့နော်ဒါကတော့မဟင်းကနေကြီးရပတ်တယ်ဝင်လာတဲ့ခါမှာပေါ့နော်ဒီလိုမျိုးအောက်မှာဒီ broadcast တွေမှာပေါ်မှာကွာသိလားအဲ့တော့လမ်းဝါကြီးအဲ့ level ဆင်းရောက်မှာပဲမိုက်သွားမှာပဲကဲဒါကကိုတယ်လေသူ့မှာအသက်3မျိုးsorry အသက်2မျိုးလာတယ်နော် Ace Reveal very radiant form မှာ Ace Reveal နဲ့ Grand Descent နှစ်ခုကအသက်လာတယ် okay ပြန်ကြည့်လိုက်မယ်ဒါလေးကတော့ဒါ Grand Descent လေးပါနော် okay ဒါ Grand Descent လေး okay နော်ဒီမှာလုံးဝပေါ်မှာလဲတောင်မှန်တစ်ဖြက်တက်နေဖြတ်နေပေါ့နော်စကားတွေမှာကုန်ပြီအောက်မှာလည်းတစ်ခေါက်ပြန်လုပ်တယ် okay ဒီကောင်ကလည်း H reveal လေးနော် reveal လေးကလည်းငှက်ကလေးကလိုမျိုးလေး white ပါတယ်ပြီးလို့ရှိရင်တောင်ပန် finish ကလိုမျိုးပဲပြန်သွားတယ်ဒါပေမဲ့မဟင်းများမှာတစ်ခုမကြိုက်တာလေဒီ radiant form မှာ H reveal ကဒီလိုပဲဖြစ်နေမှာပေါ့နော်ဒါပေမဲ့မဟင်းစိတ်ထဲမှာဖြစ်သေးချင်တာကတော့အဲ့လိုဒီလိုမျိုး character လေးပေါ့နော်စွမ်းနာနန်းဆန်တဲ့ကောင်မလေးတော့ပါသေးချင်တယ်အဲ့ဒါဆိုပုံမိုက်ကောင်မတင်လားဒီငှက်ပေါ်မှာထိုင်တာမျိုးဖြစ်လိုပဲဖြစ်တစ်ခုပေါ့နော်လုံးလို့ရှိရင်တော့ပုံမိုက်ကောင်မျိုးထင်တယ်ဒါလေးကသူ့ရဲ့ orbital လေးပေါ့နော် okay ကိုတယ်လေးနော်ဆိုတော့ဒီမှာမင်းတို့ကြည့်လိုက်ကြမယ်သူကလေမဟင်းပြမယ်အတုံးလေးပေါ်လာတယ်ဒါ 30% ရတယ်ပေါ့နော်ဆိုတော့ဒီမှာ short သေးရှိရနော်ကိုတယ်လေးကိုမ short သေးမသိမှာဆိုလို့ okay ဆိုတော့ဒီမှာဒီဘေးမှာလည်းအဲ့တိုင်းပဲနော် star fragment နဲ့ okay ပါမင်းမှာမရှိသေးဘူးသိချင်ရကို့မှာရောင်မြတ်ရှိမလားလို့မရှိသေးဘူးဒီလိုမျိုးပေါ့နော်ဒီကောင်လေးရဲ့ star fox stone နဲ့နောက်က star fragment လေးပိုင်တဲ့သူတွေဆိုလို့ရှိရင်ဒါ 30% ဈေး short သေးရှိရတော့ကြောင့်မလို့ဒါလဲကြည့်ကြပါနော်ဆိုတော့ဒါ let's go ဒါသူ့ရဲ့ emote click သွားကြမယ် emote ကကိုတယ်လေးဒါ finish right ဆိုတော့နှစ်ခုတောင်လာတယ်နော် okay ပါထပ်ကြည့်လာမယ် emote click လည်းလာတယ်ကွာရမ်းမိုက်တဲ့သမီးရဲ့အဲ့လိုဖြစ်နေ okay ဒါလေးဒါဒုတိယ emote ကလေးပဲဒီ emote ကလေးကလည်းလာတယ်ကွာရမ်းလာပါတယ်ကွာနှစ်ခုလုံးလာတယ်ကွာအကုန်လာတယ် okay ဒီမှာထပ်ကြည့်လိုက်မယ်ဒါကတော့သူ့ရဲ့ကိုတယ်လီကိုနော် glider လေးဖြစ်ပါတယ် Imperial Phoenix glider လို့ခေါ်ပါတယ်ကိုတယ်လီကိုနော်ဆိုတော့ glider လေးသူက2မျိုးပါတယ်အပေါ်မှာအပေါ်တက်တာတွေအောက်ဆင်းတာတွေနော်ဒီမှာပြီးလို့ရှိရင်ဒီဘက်ကဟာနေနော်
တော့2မျိုးပါကိုတဲလေးကိုနော်ဒီကောင်ကတော့ဒါဒီ glider လေးကိုခိုးစီးတဲ့ပုံစံလေးဖြစ်ပြီးတော့နောက်တစ်ခုကကြတော့သူကဒီလိုငှက်ကလေး finish ငှက်လေးကိုဒီလိုမျိုးပေါ့နော် white သွားပြီးတော့မှငှက်ပုံစံနဲ့ပြန်လာဖြစ်ပါတယ်โอเคပါဆိုတော့ဒီမှာကိုတဲလေးကိုဒါလေးကတော့ဒါသူ့ရဲ့ finisher အိတ်စုရဲ့emote ကလေးနဲ့သူ့ရဲ့ပေါ့နော်ဟိုပါ level လေးဖြစ်ပါတယ်โอเคဆိုတော့မင်းတို့မကန်သွားကြည့်ရမယ်ကဲကိုတဲလေးကိုဒီဟာလေးကတော့ဒါ finisher အိတ်စုနဲ့တူတွဲပါလာတယ် finish rising က skull gun လေးပဲဖြစ်ပါတယ် up gun လေးပေါ့နော်โอเคသူ့နဲ့တွားကြည့်လိုက်ကြမယ်ကဲ level 1နဲ့2တယ်ဘယ်လိုချင်းနေပါညာ design ကလာ okay ဒါ level 1ဒါက okay ဒါ level 2 elimination special effect okay လာတယ် exposure effect လာတယ်ဗျာလုံးဝ exposure effect ကိုမင်းတို့ကြိုက်တယ်ကဲဒါ level 3 advanced found okay ပါကဲဒါလေးတော့ဒါ key message လေး okay အောက်ကပါ hit effect เนาะဒီမှာအကောင်လုံးဒီမှာ hit effect ကဆုံးတဲ့တိုင်းပါเนาะတက်တဲ့ခေါင်းတွေ headshot sound effect เนาะဟိုဘက်က enemy ခေါင်းကိုဒီရတယ်အဲ့လိုချွန်းအဲ့လိုကြီးနေမှာ okay ဒါတော့ဒါ final form ကဒါ basic form လေးပါပြီးဒါလေး inspect emote okay inspect emote လေးလာတယ် तू ကဂမ်းမှာပါကွာဒီလား finisher အိတ်စုနဲ့ဒီအတူ finish rising up gun ဆိုတော့သူ့ပါတခါတည်းဒီ finish သဘောတရားတွေပါတယ်ဒီငှက်ကလေးကိုထည့်ပေးထားတာကွာဂမ်းနေမှာเนาะဒါစတော်တော်လေးကိုဒါမိုက်ပါတယ်เนาะအဲ့တော့ဒီမှာဆိုရင် final form မှာဆိုရင်သိရမလားဘယ်လိုဒီမှာနေအိတ်စုဝစ်ပြီးတော့ဒီလိုပါညာအဲ့လိုမျိုးအကုန်ရမယ်ကွာဒီလား switch fire arm ဆိုတာသူတဖူးလိုမျိုးပဲကွာဒီလား okay ရတယ်ကဲဒါလေးက level master ဖြစ်ပါတယ် level master ရတော့ထုံးစံနိုင်မယ်เนาะကိုယ်တန်းလေးကိုမှာfinish ငှက်လေးကိုပုံဖော်ထားတာဖြစ်ပါတယ်အောက်ကမီးရောင်အနီကိုကိုစားပြုတယ်ပေါ့เนาะ okay ဒါလေးတော့ counter fish okay ဒီမှာ glorious moment လာပြီเนาะဒီကောင်လည်းအလန်းကြီးပါနော်ဟောင်းတဲ့နိုင်မယ်ဒီ finish ငှက်ကိုဘယ်လိုမျိုးပြန်ဝဲပြီးရောမှပြန်ဆင်းလာတဲ့ပုံစံလေးပေါ့နော် okay ဆိုတော့ကိုဒါလေး highlight လေးပေါ့နော် wow highlight လေးတော်လာရောမိုက်တယ်ကျင်းနဲ့အားရမှုရှိတော့ကဲဒီမှာကိုဒါလေးဒါသူ့ရဲ့အကမှာပါ detail လေးပေါ့နော် finish rising နဲ့နော်အော်မျိုး level max လောက်လိုက်မယ် level max မှာပို့ပြီးလာမှာ okay ဒါက golden bloom နဲ့ထိတ်နာလေးပါ okay အော်သူကဒီ golden bloom ကဟိုဟာလေးပဲ phoenix ငှက်ရဲ့မျက်နှာလေးတခြားလေးထည့်ပေးတာအခုမှတခြားကြည့်မိရတော့ဟင်ဒီအလဲပိုင်းလေးက primordial blaze เนาะဒါအလဲပိုင်းနေရာလေး okay ပါဒါလေးက asian ruby ဒီနောက်ကဒီမိုင်းတို့မှာဂန်းရဲ့နောက်ဖင်ပေါ့နော် okay တော့ဒီမှာက design ဘိုင်းဟိုကလောက်ထားတာဟိုကဒီမှာเนาะ phoenix ငှက်ကောင်းမှာပါတယ် okay မိုက်သွားပြီလှတယ်အကုန်လှတယ် okay ကိုတဲလေးဆိုမိုင်းတို့ဒီမှာစကုတ်တွေပါညာမှာလည်းအကုန်လုံးဒီမှာ phoenix ငှက်ရဲ့အထာအကုန်လုံးထည့်ပေးထားတယ်เนาะလုံးဝကျွတ်စင်เนาะတောင်းဤကပိုင်းလေတောင်းဤကဘလုံးဤလေ okay ဒီမှာကြီးကဲစုလာပြီကြီးကဲကဒီမှာတွေ့လားတောင်းဤကပိုင်းလေတောင်းဤကဘလုံးဤလေတောင်းဤကပိုင်းစတာမကြွားတာမဟုတ်ဘူးเนาะအပြင်းကြီးကဲစုကဒါမဟင်းတာမဟင်းရဲ့ official ကောက်ပေါ့เนาะရင်ထဲကဖောက်ထားခုမှမရှိဘူးကိုကကိုဟာ live stream လုပ်တော့အကောင့်ကိုဝယ်ဆော့တာပါမဟင်းလက်ထဲမှာ2နှစ်နီးပါတော့ရှိရောမှထင်တယ်အဲဒီကောင့်ဝယ်လက်ထဲမှာရှိနေကြတယ်ဆိုတော့တွားကြည့်မယ်လားညာနေဟာဒီမာကြီးကအိတ်ဆူတွေကြွားနေဆိုဖြစ်မှာဆိုလို့တကူတွေကအကောင့်ထဲမှာရှိပြီးသား official ဆော့နေကြလာပြီဒီကောင့်okay ဒီမှာအိတ်စုကမဟင်းပြပေးမယ်သူ့မှာလည်းလေ new attribute ဆိုပြီးပါတယ်သူကဘယ်လိုလေးလုပ်ပေးထားလဲဆိုလို့ရှိရင်ပြေးရဲ့နေရာမှာတွေ street တွေနောက်က grand desert နဲ့ glider တွေဒီမှာအစ်စ်တွေပဲ okay တော့ဒါလုံးဝပြေးတာ run အဲ့မှာသူ့ရဲ့ကြီးကန်းအိတ်စုရဲ့ပုံစံရပြီးအနီရောင်လေးထည့်ပေးထားတယ်เนาะဒါလေးကသူ့ရဲ့ဗာလဲ spirit လေးပါเนาะပြီးလို့ရှိရင်နောက်ထပ်ပြီးတော့ထပ်ပြပေးမယ်ဒါကတော့ဒါ grand descent လေးပါဒါလေးက emote တစ်တွေเนาะ emote တစ်တွေရဲ့ဒီမှာသူထည့်ပေးထားတဲ့ design တစ်တွေပေါ့เนาะကဲဒါလေးကတော့ဒါ blood ribbon အိတ်စုရဲ့ grand descent လေးဖြစ်ပါတယ် okayပြုတ်ရှင် glider ပါသေးရဲ့ glider လည်းအစ်စ်ပဲเนาะဒီလားဘာလို့လဲဆိုတော့အရင်အိတ်စုဒီကြီးကဲအိတ်စုတော့ဒီ orbital အထိပဲပါတာကွာဒီလားဒီကောင်ပဲပါတာကွာဒီလားဒီပေါ်မှာ glider နဲ့ grand descent ဒီနေ့မှဒီ2026မှာ descent ထပ်ပေးလိုက်တာအဲ့လိုမျိုးကွာလုံးဝ glider လုံးဝနေထား design ဘာညာ wow လုံးဝငှက်ကလေးနဲ့ကွယ်ရမ်းမိုက်တယ်သမီးရဲ့တော့ဒီမှာဒီကောင်လုံးဝအစ်စ်ပဲဒီမှာ2026မှာထပ်ပေးလိုက်တာเนาะလုံးဝနောက်ကအတောင်ပန်နေပုံမှာဟိုဟာနဲ့ emote မှာထိုင်နေတော့သူထိုင်နေတော့ okayကဲဒီမှာကိုသားလေးကိုပြီးတော့ထပ်ပြပေးအောင်မနော်ဘဟင်းကဒီမှာဒီကြီးကန်းအိတ်စုကရှိပြီးသားဆိုတော့သူကဘယ်လိုဖြစ်နေလဲဆိုလို့ရှိရင်ဟိုဟာဗာလဲထိုင်လို့ရတဲ့ဟာဘဟင်းပေါ့နော်ဒီမှာသူနဲ့တူတူထွက်လာတဲ့ခန်းဒီကောင်ဝါးသီလား go to the left ထဲမှာဟောဒီမှာဒီ ASM အဘာခံ up can ပါမယ်ပေါ့နော်ဆိုတော့ဒီကောင်လေးကိုချက်ကြည့်လိုက်မယ်ဒီအမှန်တော့ဒီကြီးကန်းအိတ်စုကိုဝစ်ပြီးရနဲ့ဒီကောင်အော်ထိုင်သွားပြီနောက်ဆုံးတော့ထိုင်သွားပြီမထိုင်ဘူးထင်နေအစောနဲ့လောက်တာမထိုင်ဘူးခုမှထိုင်တာတဲဆက်အဲ့တော့တက်နေတာလက်ခွန်းတော့ဒီလိုထိုင်ရတဲ့ high မှာပါတာကွာဒါတော့မိုက်သွားပါပြီကွာရမ်းမိုက်သွားပြီလာရနိုင်သူလေးရဲ့ကြီးကဲစုလေးကလည်းစိုးတောက်နေတာပဲနီရဲလေးနဲ့ဘီနာမှာလုံးနေလေပါသေးပါတယ်ရှင်အနောက်ကဒီဇိုင်နာလေးเนาะသူအသက်ပင်ပုံစံလေးလုပ်ထားတာမိုက်တယ်โอเคဒီဟာလည်းမဟင်းကပိုင်ဆိုင်သေးရဲ့တဲ့ဒါမှဒီဟာကိုမတွေ့ဘူးဒီဟာကလေ nice cape set တဲ့ဒီကောင်ကဘယ်နားမှလည်းမသိဘူးပြီးမှရှာရမယ်เนาะမဟင်းမှာပိုင်သေးရဆိုလို့ဒီကောင်တစ်ခုပဲရှိရမှာဒီကောင်လည်းအကုန်ရထားပြီးသားဒါရထားပြီးသားเนาะokay ဒီမှာကြီးကန်းကဒီမှာဟိုဟာနဲ့ blood ribbon ကကို့မှာအကုန်ပါတယ်ဗာလဲဆိုလို့ရှိရင်ဟောဒီမှာကြောဝိတ်တွေပါအကုန်ပါတယ်သွားရှုပ်လို့မရဘူးokay ကဲ let's go အိတ်စုကိုသွားကြည့်ကြမယ် let's go
ထိုင်တာပါလေသူကထည့်ပေးထားတာလမ်းသွားပြီကဲဒါလေးတော့ basic form လေးပါ okay နော်ပြီးရင်ဒါလေး level 2เนาะ level 2ပြီးပြီဆိုလို့ရှိရင်မှာတွေ့လားမမ level 5ထိရောက်ထားတယ်เนาะဆိုတော့ဒီမှာ lobby exclusive တဲ့ okay ပါအကုန်ပြမယ်ကျွန်တော်ကန်ကောင်းနဲ့မနဲ့တွေ့ရတာတော့အောင်တက်ဆန်းကွာဒီလားဒီအိတ်စု event ကြီးကလေဒီလိုမျိုးကြီးထွက်လာလိမ့်မယ်လို့လည်းမထင်တော့ကြောက်ကိုကောင်းလဲလောက်ကြည့်ကြရလဲသူကအရန်ထွက်နေရနော်တော်တော်ထွက်နေပြီးတော့မဟင်းကိုအိတ်စုကတ်လေးရောင်းပြီးပြောထားရမောင်လေးအများကြီးရှိပါတယ်ကဲလို့မဟင်းအိတ်စုကတ်လေးရောင်းပြီးဖြစ်မယ်ဆိုလို့ရှင်ပြောပြမယ်နော်ဒီအိတ်စုကတ်ကရောင်းလို့ရတယ် gift လို့ရတယ်မဟင်းကူကတ်ကတ်လေးဖောက်နေတာဆိုတော့လေကတ်ကတ်လေးအကားကြီးပဲအပိုလိုကားကြီးပဲမှာကတ်ကတ်တွေလည်းမဟင်းစီမှာစိတ်ကြရပါတယ်လို့ပြောချင်ပါတယ်နော်ကဲလာပြီဒီမှာဒါပြည့် level 5 okay ဒီမှာ exclusive emoteမဟင်းပြောမယ်ဆိုရင်မဟင်းကဒါအကောင့်ဆယ်လာလဲလုပ်တယ် live stream လာလုပ်တယ်ပေါ့နော်ဆိုတော့ဒီကောင်လေးကိုဘယ်လိုပြောရမလဲဆိုလို့ရှိရင်ကြီးကအိတ်ဆိုတော့မဟင်းပို့ပြီးတော့ comment ပေးခြင်းတယ်ဘာလို့လဲဆိုတော့သူကအကောင့်ဈေးကွက်ထဲမှာဆိုလို့ရှိရင်ဈေးပိုရနိုင်တယ်နော်ဈေးပိုရပြီးသားကွာဒီလားတော့ဆိုတော့ဒီစွမ်းနာရွှေရောင်အိတ်စုထက်ဆိုလို့ရှိရင်တော့ကြီးကအိတ်စုတို့ကိုရိုင်းအိတ်စုတို့ကဘယ်တော့မှဈေးမလျော့နေဘူးပေါ့နော်2016ထိသူကဈေးတန်းမှာအမြင့်ဆုံးမှာရှိနေတယ်အခုလက်ရှိအိတ်စုရမှာဈေးအမြင့်ဆုံးအိတ်စုဆိုလို့ရှိရင်ကိုရိုင်းအိတ်စုနဲ့ကြီးကအိတ်စုနှစ်ခုအမြင့်ပဲเนาะဆိုတော့ဒီနေ့ထွက်လာတဲ့ finish dry အိတ်စုရဲ့အခြေအနေလည်းကြည့်လိုက်အောင်မယ်ပြကြတစ်ခုကတော့ဒီကြီးကအိတ်စုတော့မကြော်နိုင်သေးဘူးဈေးကိုထင်တာပဲမဟင်းတော့ဗောနော်ဆိုတော့ကြီးကအိတ်စုနဲ့ကိုရိုင်းအိတ်စုဒီနေ့လာတယ်ဗောနော်ဒီ finish dry အိတ်စုပြောတာ sorry finish dry အိတ်စုဒီရွှေရောင်ကောင်မလေးဗောနော်ဒီ finish ငတ်ပါတဲ့အိတ်စုနဲ့ဆိုရင်တစ်ခုကိုမဖြစ်မနေရွေးချယ်ရမယ်ဆိုလို့ရှိရင်တော့မဟင်းကြံပြီးတော့ comment ပေးချင်တာကကိုယ့်ရဲ့ကောင်လည်းဒီတန်ဖိုးတက်သွားအောင်လို့เนาะအကောင့်ဈေးကွက်မှာလည်းလုံးဝ hit ဖြစ်နေပြီးသား hot ဖြစ်ဆုံးဖြစ်တဲ့ဒီကြီးကအိတ်စုလေးကိုပဲဖောက်ဖို့မဟင်းကြံပေးချင်ပါတယ်ဒါမှမဟုတ်ကိုကပါအမှားရကျွန်တော်ကဘောစီပြဘာဖြစ်ဖြစ်ရတယ်အကောင့်တွေပါဒီပါဆိုတာထက်အိတ်စုပဲကျွန်တော်လိုပါဘယ်ဈေးရဆိုလို့ရှိရင်တော့ဒါကိုကကိုဗောနော်ဒီစွမ်းနာ finish dry အိတ်စုကိုဖောက်လို့ရပါတယ်เนาะဆိုတော့နှစ်ခုလုံးဈေးနဲ့တော့တိတ်တော့အရင်တော့မကွာဘူးဒါပေမဲ့ဒီကောင်ကကြီးကအိတ်စုက black ribbon အိတ်စုက2016ထိသူကဈေးကအမြင့်ဆုံးပဲအိတ်စုထဲမှာ golden နဲ့ဒီကြီးကန်နေပေါ့เนาะဆိုတော့အဲ့ဒီမှာကြီးကန်တော့ရတာလေ golden တော့မရသေးဘူးเนาะဆိုတော့ finish dry အိတ်စုလည်းလာတယ်ဒီကြီးကအိတ်စုလည်းလာတယ်အဲ့တော့ကိုကကြိုက်တာဖောက်ဒီကြီးကအိတ်စုဆိုလို့ရှိရင်တော့ဈေးလေးကအလစ်တက်ပို့ပြီးတော့တာမှာပဲဟိုကိုယ့်ရဲ့အကောင့်ပြန်ရောက်တဲ့ခါမှာပေါ့เนาะဒါလေးကမဟိတော့ comment ပေးရဖြစ်ပါတယ်ကဲလာပြီเนาะဒါလေးကတွေ့ရတာ final form လေး okay ပါဒီမှာအောက်က radiant form ဆွမ်းနာပြောပြခဲ့တယ်လို့ပဲသုံးခုပါတယ် glider လာမယ် orbiter လာမယ် grand descent လာမယ် okay ပါတိုင်းကြီးကပါကြီးလေတိုင်းကြီးက flow ကြီးလေမဟုတ်ဘူးဒီအဲ့ခုတလောအဲ့မှာ Facebook တွေမှာတွေ့နေတယ်အဲ့မှာအဲ့ဒီတိုင်းကြီးကပါကြီးလေအဲ့ဒါကိုပဲနားထဲမှာစိုးဝဲနေလို့တောက်လျှောက်နားတွေတောင်ညီးလာပြီကဲ okay ဒီမှာသူနဲ့တူတူနာမည်လေးကဒါ blood wing raven လို့ခေါ်တဲ့ဒီ ASM အပခံအကန်လာပဲလာတယ်ပေါ့နော်ဒီကောင်လေးလည်းပြမယ်ကဲ go to the lab go to the lab go to the lab ခင်ဒီမှာဒီကောင်လေးကိုအရင်ဆုံးဒါလေးပြမယ်ဒီကောင်လေးကြည့်လာအောင်မယ်နော်ခဏလေးရပြီ okay ဒါလေးက blood ring raven လာမယ်ဒါကတော့ blood ring ကဖက် okay မှာပုံမှာကြီးကန်းလေးပါတာပဲအလုံးကအနူးစိတ် detail ဖြစ်တော့ကဲဒါတော့ဒါ eye of darkness ပါသူကဒီဘက် gans ဒီနာလေးကိုသူကခေါင်းသားလေးကိုသူကလိုကြီးကန်းဆိုတော့ကြီးကန်းလေးထည့်ပြထားတယ် okay I understand ဒါတော့ဒါ gan ရဲ့ app gan ရဲ့ဖင်ပေါ့နော်မင်းတို့နောက်ဖင် okay good ဆက်သွားမယ်ကဲဒါလေးရောတာပေါ့နော်ဒီ black wing raven ASM ပါခံ level 1ပြီးဒါလေးသူက level 2 elimination special effect explosion effect okay ကဲအောက်မှာ advanced form okay လာပြီ elimination broadcast okay ပါ team broadcast okay ရတဲ့ effect လေးလည်းပါပါတယ်ဒီမှာနော် final form လေးလည်းလာတယ် look tree လေးလာပါတယ်เนาะဒါလေးရောတာဒီ afghan crazy တွေ့တော့တာဖောက်လို့ရတယ်ပေါ့နော်မဟိန်းတော့ afghan တော့ဖောက်ဖို့စဉ်းစားမရှိပါဘူးစကားနဲ့ ASM နဲ့နှစ်ခုလုံးမကြိုက်လို့ပါဂန်ထဲမှာတော့ပွဲထဲမှာတော့ခိုင်နေဒါပေမဲ့ afghan ကိုအဲ့လောက်ပြီးမဟိန်းရမဟုတ်ဘူးတော့ကို့မှာလည်းဂန်နေရှိတာဆိုတော့လေကဲလာပြီဒီမှာဒါလေးရောသူ့ရဲ့ကြီးကဲစုရဲ့ဒါလေးက glider လေးပါရှင့်glider လေးလေးလာပါတယ်တခုကခိုစီးမယ်ခုံမစီးဘူးသူကတောင်ပေါ်မှာအပေါ်မှာပဲကြောပေါ်မှာကတ်ထားတာဒီတခုကတော့သူ့ရဲ့ emote လေးနဲ့ဆိုတော့လမ်းတယ်နော်ဆိုတော့အိတ်စုရှိပြီးသားလူတွေကြီးကိုင်းစုရှိပြီးသားလူတွေကတော့ level လေးမြင့်နိုင်အောင်ပဲပေါ့နော်ထုံးစံတိုင်းပဲသူကဒီအိတ်စုကတော့ဒီမှာဒီ coin က1000ပဲလာမှာဒီလားမဟိရတာပိုင်ထားပြီးသားဆိုတော့ပေါ့နော်1000ပဲလာမှာ coin 1000လဲလို့ရမှာဖြစ်ပါတယ် okay ဆိုတော့အောက်မှာဒါလေးကသူ့ရဲ့ backpack လေးပေါ့နော်ကဲ let's go ဒါလေးကသူ့ရဲ့ emote ကလေးပါ emote သွားခင်နေရောဒီမှာ emote လေးပြပေးအောင်မယ်ကိုက emote တွေပါအကုန်ရှိတယ် emote တွေလည်းရှိတယ်အောက်မှာဟွာလေးလည်းရှိတယ်အောက်မှာဟိုဟာလေးလည်းရှိတယ်ဗာလေဒုတိယ emote ကလေးလည်းရှိတယ်နှစ်ခုလုံးရှိတယ်ကြီးကန်းလေးကဒီ update မှာ तू ကလေ link နေရပဲအရင် update မှာတော့လူမျိုးနီရဲလေးမဟုတ်နည်းနည်းအယောင်ညစ်တယ်ကွာဒီလားဒီ update မှာ तू က link ထားပေးရသူတက်မှာတက်ဆန်ရေးကိုယ့်ရဲ့ ace အလှလေးပေါ်လင်တာပေါ့ကဲဒါတော့ထုံးတဲ့တိုင်းဒီ scope ပါညာ quick draw ပေါ့နော် extend အကုန်လုံးဒီ sensor တွေပေါ့ရှိသမျှအားဒါတွေဂန်းတွေမှာပါတဲ့ဟာတွေကို तू ကဒီမှာကြီးကန်းပုံစံလေးတွေပေါ့နော် okay ပါဒါလေးကဒါသူ့ရဲ့ဒါလေးထီကြီးကန်းလေးထီ okay ဒီကောင်လေးမရောဒီကလေးမရဲ့လေးထီသွားကြည့်လိုက်မယ်လေးထီပါလားလေးထီမပါဘူး तू မှာလေးထီမပါဘူးနော် okay ဆိုတော့ကိုယ်စားလေးရောနော်ကဲကိုကြိုးရိုးတွေဒီနေ့လာတဲ့အိတ်စု event မှာဒီအိတ်စုတွေဖတ်ဖို့အတွက် UC လိုအပ်ခဲ့မယ်ဆိုလို့ရှိရင်ဟော်ရီယာ
stream မှာမဟင်းစီမှာစိတ်ကြိုက်လာဝယ်လို့ရပါတယ်ရှင့်မဟင်းကအကောင့်ဆယ်လာ UC Diamond ဆယ်လာတက်တန်း9နှစ်နီးပါးရှိပြီဖြစ်တဲ့အပြင်ဒီပေါ့နော်ဒီ live streaming တက်တန်းပေါ့နော် stream မှာတက်တန်းကမဟင်းတစ်နှစ်ကျော်ရှိပါပြီဆိုတော့ကိုတဲလေးကိုယုံကြည်စိတ်ချတာလာဝယ်လို့ရပါတယ်နော်ဆိုတော့ကိုတဲလေးကိုညာတိုင်းမဟင်းရဲ့ live stream လုပ်တဲ့အကောင့်လေးကိုလည်းမင်းနေကြတဲ့အတွက်ကြောင့်မလို့အပ်ထားလို့ရပါတယ်နော်မဟင်း ID နံပါတ်ကလေးကတော့98916889လေးဖြစ်ပါတယ်ဒါမဟင်း official အကောင့်လေးပါဆိုတော့ညာတိုင်းမဟင်း live stream မှာတင်ကုတ်ချပြီးတော့တူတူဆော့ပါတယ်ကိုတဲလေးကိုနော်ကိုယ့်ရဲ့ viewer ရဲ့တူတူဆော့တာဖြစ်ပါတယ်နော်ရုံးလေးလည်းမဟင်းထောင်မိနေပါတယ်ရှင့်မဟင်းတို့နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်ရှင်အားလုံးမတက်တာ